ယုတ်ကဘလောက်ပဲလှလှစိတ်လှဖို့ကအရေးကြီးတာရုပ်တင်လှပြီးတော့စိတ်မလှရင်ရုပ်အလှဆိုတာရှိသေးလားတချို့ရုပ်ကလေးကတော့လှတယ်အချင်းကတော့လေ minus ဖြစ်နေတယ်လှသေးရဲ့လားရုပ်ဘလောက်ပဲလှလှအချင်းမကောင်းရင်မလှဘူးဆိုတော့ character ယာဝဇရာအိုတဲ့တိုင်အောင်ဒုက္ခံလှတယ်ချမ်းသာတယ်ချောတယ်ဆိုတာကသီလံကိုကျင့်သီလပဲအိုတဲ့သူတွေရဲ့အလှကသီလပဲအိုတဲ့အထိသီလတွေမလုံဘူးဆိုရင်အဲ့ဒါပိုဆိုးအလှတွေမရှိတော့အိုလေးလေးသီလလုံးလေးလေးဖြစ်ရင်အိုလေးလေးပိုလှလေးရက်ွက်ထဲမှာအဖိုးတွေအသက်ရွယ်ကြီးလာတယ်သီလလေးလုံနေကုသိုလ်လည်းရှိတယ်ဆိုတော့လေအိုးအိမ်နီးနားချင်းကအဖိုးတို့အတွက်ဟင်းလေးတွေလာပို့တာအဖွားတို့အတွက်ဟင်းလေးတွေလာပို့တာမရှိဘူးလားဟိုတချို့အသက်တာကြည်တာအရက်ပလင်းခါချိတ်ပြီးတော့လေအရက်ပုံးခုတ်တဲ့အဖိုးတွေရောမရှိဘူးလားအဲ့တို့လူတွေကြတော့ပို့တဲ့လူရှိလားဒီလူကြီးကွာအသက်တာကြည်တာလက်ကားပါအိုးပဲတွေဖြစ်ကုန်တာအသက်ရွယ်ကြီးလို့ကိုချင်းသီလလုံလို့ဟင်းလေးတွေလာပို့ရဲဆိုတာပရိသတ်အသက်ကြီးလို့ပို့တာလားကိုချင်းကောင်းလို့ပို့တာလားကိုချင်းသီလလုံလို့ပို့တာဆိုတော့လေအစင်းဆိုတာကအယေပြားကတမတ်တာအသားမဲတာလားအယေပြားမဲတာလားနောက်ဆိုပြန်ပြောနာကိုအသားမဲတယ်ပြောရင်ငါကအသားမဲတာမဟုတ်ဘူးဗာမဲတာအယေပြားမဲတာအဲ့ဒါမှပူဆိုသွားဟုတ်လားအဲ့ဒါလေဝဏမစ္စရိယအစင်းကိုတိုးဝင်တိုးတာလဲပူတာပဲဆိုတော့အဲ့ဒီမစ္စရိယလဲရှောင်ရတယ်နောက်ဆုံးမစ္စရိယကပရိသတ်ရဲ့ဓမ္မမစ္စရိယပြောကြည့်တရားကိုတွေ့တာဘာကိုတွေ့တာလဲတရားကိုတွေ့တာပရိသတ်ရဲ့မယားကိုတွေ့တာနဲ့တရားကိုတွေ့တာဘယ်ဟာကပိုကောင်းလဲပစ္စည်းကိုတွေ့တာနဲ့တရားကိုတွေ့တာဘယ်ဟာကပိုကောင်းလဲတရားကိုတွေ့တာကကောင်းတယ်တရားတွေ့တာလည်းမကောင်းဘူးဖခင်ကဓမ္မမစ္စရိယတရားအပေါ်မှာဝင်တိုးတာတရားအပေါ်မှာတွေ့တာလည်းမစ္စရိယပဲတဲ့ပရိသတ်ရဲ့တရားဆိုတာတွေ့ရမှာမဟုတ်ဘူးတရားဆိုတာကျင့်ရမှာတရားကတွေ့ရမှာလားကျင့်ရမှာလားဟုတ်တရားတွေမကျင့်မဲနဲ့တွေ့နေကြတာမဟုတ်လားအိုးတို့ကအဘိဓမ္မာဘယ်နှစင်းအောင်ပြီးသွားပြီဆိုရင်လေဟိုတခါကတချို့သိပ်လောက်တာအဲ့ဝိသုဒ္ဓိမတ်တွေအဘိဓမ္မာတွေပြီးအိမ်ဆွမ်းငံကြောတဲ့ကိုရင်လေးကိုသွားဆန်းတာကိုရင်မဟုတ်ကိုစိတ်ဘယ်နှပါရှိတယ်သွားလို့ဟိုကိုရင်လေးကအခုမှတင်းညိုစတင်ရမှာ तू မေးတာနဲ့အိမ်ဆွမ်းငံမကြွတော့ဘူးရှောက်ဆန်းတာမလုပ်ပါနဲ့ဟုတ်လားအဲ့ဒါတရားကိုတွေ့တာလို့ခေါ်တယ်။အိုးတချို့ကသူတို့သိတာကနည်းနေအဲ့ဒီသိတဲ့အပေါ်မှာခက်ကြွားတွေဖြစ်တယ်။တရား